လုပ်သွားတာဖြစ်တယ်ကျွန်တော်ဖိတ်ခေါ်ထားတဲ့အဲ့တဲ့တဝက်ကလည်းအလုပ်နဲ့ဆိုတော့မအားကြလို့သူတို့အလုပ်သွားကုန်ကြတယ်ဒီမှာကျန်တဲ့အားလေးကျွန်တော်တို့လာပြီးတော့အထူးပဲကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့မြို့ထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့တင်းတော်လူကြီးတွေလည်းအထူးပဲကျေးဇူးတင်တယ်လာရောက်အားပေးလို့အထူးပဲကျေးဇူးတင်တယ်လာရောက်ကြတဲ့တာမီးရောက်စီတိုင်းပေါ်မှာပြခင်ရောက်စီတိုင်းပေါ်မှာအတိတ်ပံကောင်းချီးမင်္ဂလာချပေးပါစေအာမင်ကဲ Merry Christmas လို့ပြောင်းမယ်အားလုံးအားလည်းဒီပရိသတ်လည်း Merry Christmas လို့ခါရဲအားရပါရပေါ်ရအောင်နော် Merry Christmas ကဲ Merry Christmas လို့ပြောင်း Merry Christmas ဟုတ်ပြီကဲသူပဲကျေးဇူးတင်တယ်လက်ကုပ်ပြအောင်သူအားလုံးဒီစစ်တော်တွေကချင်းဆောက်စကူချင်းနမချောက်စကူဆိုရအောင်ဝီလိုက်ပါဦးဗျာအားကျွန်တော်တို့ဆရာတော်မတ်ဆက်ကျွန်တော်တို့ဒီအရေးပေါ်သုံးမှုလက်ဆောင်ပေးလိုက်တဲ့ဟာဖြစ်ပါတယ်